စစ်တွေမျိုးမီးစံရက်ကွက်ကလူငယ်တယောက်ဟာစစ်ကောင်စီတပ်စီမှာဖမ်းဆီးတပ်ဖြတ်ခံလိုက်ရတယ်လို့သိရပါတယ်။တပ်ဖြတ်ခံရသူကတော့စစ်တွေမျိုးမီးစံရက်ကွက်ကအသက်20အရွယ်ကိုနေတို့ဖြစ်ပါတယ်။သူဟာကိုရီးယားစိတ်ကမ်း BHD အနားမှာမတ်လ19ရက်နေ့ညနေ9:00နာရီခွဲလောက်ကအိမ်အပြင်ထွက်ပြီးမုံဝေစားနေချိန်ကင်းလစ်နေတဲ့စစ်ကြောင်းကဖမ်းဆီးခေါ်ဆောင်သွားပြီးဒေသကုကေးမှုစစ်ဌာနရှုပ်ဒါကစားစီပို့ဆောင်ပြီးရိုက်ပုတ်နှိပ်စက်ညှဉ်းပန်းလို့တေးလူမျိုးပါတန်ရာရရှိခဲ့တဲ့အတွက်3ရက်အကြာမှာစစ်တွေဆေးရုံကိုပို့ဆောင်တဲ့အချိန်တေဆုံးသွားတာလို့စစ်တပ်နဲ့နှိစက်တဲ့သတင်းမြေတယောက်ကနော်ရီစရာကိုပြောပါရယ်အဲ့ဒီလူငယ်ကိုအေအေနဲ့ဆက်ဆက်တဲ့ဆိုပြီးနှိစက်ခဲ့တာဖြစ်ပြီးတေးလူမျိုးပါဖြစ်မှစစ်တွေဆေးရုံကိုပို့တဲ့အချိန်လမ်းမှာတေဆုံးသွားတာလို့သူကဆက်ပြောပါရယ်